အင်္ဂလန်နိုင်ငံသားနီးပြမျှော်လင့်ချက်သို့မဟုတ်ချယ်ဆီရဲ့နီးပြတဲ့လီယန်ရိုဇီနီယာအားလုံးပဲလာပါဘာမစ်လူတိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ season ကိုအဓိကဝင်ကြီးပံ့ပိုးပေးထားတာကတော့ YGN Jersey Shop ဖြစ်ပါတယ် YGN Jersey Shop မှာကျွန်တော်တို့နိုင်ငံအသင်းကလပ်အသင်းအားကစား Jersey တွေဘောလုံး Jersey တွေအခုကျွန်တော်ဝတ်ထားတဲ့ Icon Jersey လိုမျိုး Jersey မျိုးစုံကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ဝယ်ယူရရှိနိုင်ပါတယ်ထို့အတူမြန်မာနိုင်ငံအနှံ့ Royal Expect ရောက်တဲ့မြို့တိုင်းကိုပစ္စည်းရောက်ငွေချေစနစ်နဲ့ဝယ်ယူရရှိနိုင်တာဖြစ်တဲ့ကြောင့်လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ် page ရဲ့ link လေးကိုလည်းဒီဗီဒီယိုမှာထည့်ပေးထားပါမယ်ဗီဒီယိုလေးကိုဆက်လိုက်အောင်ပါရိုးသားစွာပြောရရင်ကျွန်တော်လီယန်ရိုစီနီယာကိုတည်တည်ချာချာမသိပါဘူးစထရာဘော့အသင်းကိုတော့ချယ်ဆီအသင်းရဲ့အတူတူပိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မကြည့်ပေမဲ့ဖုတ်ဘောမုံမှာအများတန်းကြည့်တယ် favorite ကျွန်တော်ပေးထားတယ်ဗျာအများတန်းကြည့်တယ်အများတန်း reset တွေကျွန်တော်ကြည့်တယ် rating လေးကြည့်တယ်အဲ့လိုမျိုးနည်းနည်းရန်ဖတ်ရန်ခါသတင်းလေးတွေလိုက်ဖတ်တယ်ပေါ့အဲ့လိုအနေထားပဲဒါပေမဲ့ကိုအသင်းကိုရောက်လာပြီဆိုတော့လေလိုက်ပြီးတော့လေးလာကြည့်တယ်ပေါ့အဲ့လိုလေးလာကြည့်တဲ့အခါမှာထူးခြားတဲ့လေးတစ်ခုကျွန်တော်စပြီးတော့ပြောပြကြအောင်အဲ့ဒါဘာလဲဆိုတော့1992ခုနှစ်ကစပြီးတော့ Premier League တမိုင်းတစ်ချောင်း Premier League ဖလားကိုစုပ်ခူးရရှိထားတဲ့အင်္ဂလိပ်မန်နေဂျာမရှိဘူးအဲ့တော့ထူးဆန်းတယ်နော်ပြီးတော့ Premier League ဟာကမ္ဘာထိပ်တန်းနံပါတ်1 league တစ်ခုဖြစ်နေပြီမြဲနီးပြစရင်းထဲမှာကြည့်လိုက်ရင်အင်္ဂလိပ်မကြီးစိုးဆိုလိုချင်တာကကျွန်တော်တို့စပိန်လာလီဂါမှာစပိန်နီးပြလီ10ရောက်ထက်ရှိနေအီတလီစီးရီး A မှာအီတလီနီးပြ10ရောက်ထက်ရှိနေဂျာမန်ဘွန်ဒက်လီဂါမှာဂျာမန်နီးပြလီ10ရောက်ထက်ရှိနေ10ရောက်ထက်မရှိဘူးဆိုရင်တော့ခုနက9ရောက်10ရောက်ရှိကြမယ်ဗျာဒါပေမဲ့ Premier League မှာအင်္ဂလိပ်နီးပြက4ရောက်ပဲရှိတယ်အဲ့တော့ထူးဆန်းတယ်ထို့အတူ Premier League လည်းမရဘူးကျွန်တော်ဒီဘက်နောက်ပိုင်းမှာနည်းနည်းလေးစိတ်ဝင်စားလာကြတာကချယ်ဆီရဲ့နီးပြတဲ့လီယာရိုစီနီယာကဒီနှစ်တော့မဟုတ်ပေါ့ဗျာသူ့ရဲ့ကာလအတော်အတွင်းမှာချယ်ဆီနဲ့အတူတူပရီးမီးယားလိဖလားကိုရယူနိုင်တဲ့သူဖြစ်လာမလားဆိုတာကတော်တော်လေးစိတ်ဝင်စားလာကြတယ်အထူးသဖြင့်သူတို့အင်္ဂလိပ်အတိုင်းဝိုင်းပေါ့နော်ဆိုတော့သူ့အကြောင်းကိုနည်းနည်းပြောရမယ်ဆိုသူကဘောလုံးမျိုးမှာအထူးသဖြင့်နီးပြမျိုးလို့ပြောလိုက်အတူဖေရလည်းနီးပြတယောက်ပဲသူကဒီနီးပြလုပ်ငန်းနဲ့ပို့ပြီးတော့ရင်းနှီးကျုံးဝင်တယ်အဲ့ဒါနဲ့ကြီးပြင်းခဲ့ရတယ်ပြောမှာပေါ့ကစားသမားဘွားကတော့အလဲအလက်လောက်ပဲရှိပါတယ်အလဲလက်တဲ့တာရင်လည်းနည်းနည်းပေါ့ဒီလောက်ပါပဲဒါပေမဲ့ကစားသမားမှာမအောင်မြင်နိုင်နီးပြဘွားမှာမအောင်မြင်ဘူးလို့တစ်ဖက်ချပြောလို့တော့မရဘူးဗျာဒီကြောင်းကိုကျွန်တော်အရှိမစားတမှုရေးခဲ့ဘူးလေအဲ့တော့သူကအဲ့လိုမျိုးနီးပြအတွက်နည်းနည်းလေးပို့ပြီးတော့ရင်းနှီးကျုံးဝင်တယ်ပေါ့နောက်တစ်ခုကသူကနီးပြမဖြစ်ခင်ကတည်းကလည်း Sky Sport တို့ဘာလို့အပါဝင်ဒီအင်္ဂလိပ်မီဒီယာတွေမှာဘောလုံးသုံးသက်ချက်အထူးသဖြင့် technical ဘိုင်းနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရေးတဲ့သူကြောင့်ဆိုတော့သူကphilosophy ကိုအရင်ပိုင်နေပေါ့နော် theory ကိုအရင်သိတယ်ပေါ့အဲ့လိုနည်းနည်းပြောမှာသူက philosophy ကိုပိုင်နေ theory ကိုသိတယ်လို့ပြောလို့ရမယ်ပြီးတော့မှသူကကွင်းတွင်းမှာသူ့ရဲ့ flow တွေသူ့ရဲ့ theory တွေကိုအကောင့်ထဲပေါ်တယ်လို့ပြောရမယ်အဲ့လိုလူမျိုးလို့ကျွန်တော်တို့အကြံပြင်းတွက်ဆလို့ရတယ်ပေါ့နော်သူကနည်းနည်းကြီးကျယ်ပြောရှင်စာသီးလည်းရှိတယ်ငါသီးလည်းရှိတယ်ဆိုတဲ့ဘောမျိုးပေါ့နော်တချို့ကကျတော့ theory ပိုင်နေလက်တွေ့မလို့တချို့ကတော့လက်တွေ့တော့ကောင်းတယ်ဒါပေမဲ့ theory မရှိဘူးကွာသူအဲ့နှစ်ခုကိုနည်းနည်း balance ဖြစ်တဲ့နီးပြလို့ပြောလို့ရတယ်ဗျာပြီးတော့သူက Strasbourg မှာကိုင်နေတယ်ဆိုပေမဲ့တနည်းအားဖြင့်ကျွန်တော်တို့ Chelsea fan တွေစကားနဲ့ပြောရရင်သူကလည်း Championship နီးပြပဲဗျာ Enzo Maresca လိုပဲ Championship ကလာတာဒါပေမဲ့ Championship ကအခုနောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီနီးပြတွေရဲ့လေ့ကျင့်ရာ training ground တစ်ခုဖြစ်လာနေပြီလို့ပြောလို့ရတယ် Enzo Maresca ရှိမယ်အခု Leandro Rossignol ရှိမယ်ပြီးတော့Bayern နီးပြ company ရှိမယ်သူလည်းဒီကနေလာတာပဲအဲ့တော့Championship ကိုလည်းသွားရှုပ်လို့တော့မရတဲ့အနေအထားတစ်ခုဖြစ်လာပြီပေါ့နော် Championship ကနီးပြတွေကအခုဒီဘက်နှစ်ပိုင်းမှာနေရာတစ်ခုကိုရောက်လာကြတယ်ထိုက်တဲ့ result တစ်ခုလည်းပြနိုင်ကြတယ်လို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့အဲ့ထဲမှာ Leandro Rossignol ပါမလားမပါလားဆိုတော့ကျွန်တော်တို့စောင့်ရအောင်မှာပေါ့အခုလောလောဆယ်မသိသေးဘူးပေါ့သူကHull City မှာတော့4 back ကစားတယ် Strasbourg ကိုရောက်တော့3 back ကစားတယ်တကယ်တော့ဗျာသူက Strasbourg မှာ3 back ဆိုပေမဲ့3 back system မဟုတ်4 back ပုံစံမျိုးကိုသမားကနောက်တန်းကိုဖြည့်ဝင်ပြီးတော့ကစားရတာပေါ့နော်အဲ့တော့ तू ကနည်းနည်းတော့စားတယ်အဲ့လိုမျိုးကစားတာတကယ်တော့အဲ့ဒီပုံစံကို तू က Hull City မှာကလေးက तू ကစားခြင်းပုံပဲဒါပေမဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်တိရတိုင်းဒီ Championship ကော Premier League ရောက intensity အရန်မြင့်တယ်အရန် speed နဲ့ကစားတယ်အရန်ကိုဝုန်းတိုင်းကျဲကစားတဲ့အခါကျတော့သူ့ရဲ့ပုံစံကနည်းနည်းလေးသူ့ race များတယ်သူယူဆရတယ်ကျွန်တော်ထင်ပါတယ်ပြီးတော့ဒီဘက် Strasbourg မှာကျတော့ပြင်သစ်ကကျတော့ Premier League နဲ့စာလို့ရှိရင်speed ဘိုင်းလေးရောပေါ့နော် intensity ဘိုင်းရောနည်းနည်းလေးတော့ရော့တယ်အဲ့ခါကျတော့သူကဒီ3 back ကိုပြ
ပြောင်းပြီးတော့ကစားတယ်ပေါ့ဆိုတော့ Chelsea မှာသူဘယ်လိုကစားမလဲချက်ကြည့်ရမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုဂိုးသမားကိုပါထပ်ထည့်ပြီးတော့3 back မှာဂိုးသမားပေါင်း 4 back ပုံစံနဲ့ကစားမလားဒါမှမဟုတ်ဘဲနဲ့သူ4 back ကိုပဲပြန်ချိန်လာတာနည်းနည်းတော့စဉ်းစားစရာပေါ့နော်အထူးသဖြင့်ဂိုးသမားကလည်းသူလိုချင်တဲ့ profile နဲ့ကျွန်တော်တို့မှာရှိနေတဲ့ဂိုးသမားကအရင်အပြည့်အဝကိုက်ညီနေတာမျိုးတော့မဟုတ်ဘူးအဲ့ဒါကြောင့်ဒီတစ်ပိုင်းတော့ကျွန်တော်နည်းနည်းတော့ထည့်စဉ်းစားရမယ်ပေါ့နော်သူသွားတဲ့ပုံစံကဗျာ out of position မှာကြာတော့3 back တကယ်လို့ကိုကဘောလုံးပြန်ရတဲ့အခါ in position ဖြစ်သွားတဲ့အခါကျဂိုးသမားပါပြန်ဝင်ပြီးတော့ 4 back အဲ့လိုပုံစံမျိုးနဲ့ကစားနည်းနည်းလေးတော့စားတယ်အဲ့လိုကစားတဲ့ပုံစံကြောင့်ပဲဒီ Strasbourg ရဲ့ဂိုးသမား Mike Panda ကသူ့ရဲ့ stat တွေကိုကြည့်မယ်ဆိုရင် short pass အရေးအတွက်ပိုးစိုးပတ်ဆက်များတဲ့ဂိုးသမားတစ်ယောက်ဖြစ်တွေ့ရလိမ့်မယ်အဲ့လိုမျိုးပေါ့နော်သူကဒီလိုလေးတော့နည်းနည်းတော့ရှိတယ်ပေါ့သူကဘောလုံးကိုစပြီးတော့ပေးတဲ့လုပ်တဲ့အချိန်မှာအရန်စလိုးဖြစ်တယ်အရန်စိတ်ရှည်လက်ရှည်လုပ်တယ်ပေါ့နော်ပြီးတော့အဲ့လိုလုပ်ပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကိုဆွဲထုတ်တာပေါ့အဲ့လိုဆွဲထုတ်ပြီးတော့ဒီဘက်ကိုပါလာပြီဆိုတဲ့အခါကျရင်တော့သူကတန်ဖိုးဆွဲတင်ပြီးတော့အမြန်အဲ့လိုမျိုး final touch zone တွေကိုသွားတဲ့ပုံစံမျိုးပေါ့နော်သူကစားတဲ့ပုံစံအဲ့လိုလေးတော့သွားတယ်ဒါကကျွန်တော်လည်းဟိုစာလေးတွေလိုက်ဖက်ပြီးတော့ခုမှဗီဒီယိုလေးတွေပြန်ကြည့်အဲ့လိုပုံစံမျိုးလေးနဲ့တွားတယ်နော်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဘောလုံးပညာရှင်မဟုတ်တဲ့ကြောင့်မလို့ချို့ပိုင်းလေးမှာလိုအပ်ချက်တွေရှိရင်လည်းနားလည်ပြီပါကျွန်တော်တွေ့မြင်မိတဲ့များလေးကိုကိုယ့်ရဲ့ညီကိုတွေကိုပြန်ပြီးတော့ sharing လုပ်တာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ကစားပုံထဲမှာပေါ့နံပါတ်10 row ကို double 10ပုံစံမျိုးနဲ့အရှိမကစားတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်ပြီးတော့သူကစားတဲ့ပုံစံအရာ intensity အရင်မြင့်တယ်လုံးဝပေါ့နော်သူ interview တွေမှာလည်းပြောသွားတယ်ဗာလဲတလှိုင်းပြီးတလှိုင်းပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူကကစားမှာလုံးဝတိုက်ဆက်တပုံလေးတိုက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုပြောလဲပြောထားတယ်ကစားလဲကစားခဲ့တယ်ဆိုတော့သူ့ရဲ့ကစားပုံကိုကျွန်တော်တို့ပြန်ပြောမယ်ဆိုရင် Maresca ကစားခဲ့တယ်ကျွန်တော်တို့ပုံစံနဲ့သူကစားခဲ့တဲ့ပုံစံကအခြေခံရှိတ်အားဖြင့်တူတယ်လို့ပြောလို့ရတယ်ဆိုလိုချင်တာကကျွန်တော်တို့4နှစ်3တက်ပေါ့နော်အဲ့ shape ကအခြေခံတူတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တူလည်းမတူဘူး3ယောက်ပြန်ထိုင်ပြီးကစားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့သူဒီဘေးတဲ့တဲတဲ့နေရာမှာအရန်ကိုစလိုးဖြစ်တယ်အရန်ကိုကျွန်တော်တို့ opponent ကိုဆွဲထုတ်တာပေါ့လုပ်တယ်ပြီးတော့မှတကယ် intensity မြင့်မြင့်နဲ့ final touch zone တွေကိုအတပုံတွေကြိတ်တယ်အဲ့ခါကျတော့သူနဲ့ကစားမဲ့သူတွေက stamina အရန်ကောင်းအောင်မယ်ပြီးတော့အရန် quick ဖြစ်ကြမယ်အဲ့လိုမျိုးအနေထားဆိုတော့ Chelsea ရဲ့လက်ရှိ squad နဲ့ကြည့်မယ်ဆိုရင်ကိုက်ညီတယ်လို့တော့ပြောလို့ရတယ်သူကလုံးဝ high intensity နဲ့ကစားမယ်လုံးဝတလိုင်းတလိုင်းဝုန်းတိုင်းကျဲကြိတ်မယ်ဆိုတဲ့လူမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်ရတဲ့လူတွေအတွက်တော့ပို့ပြီးတော့အရသာရှိလာနိုင်တယ်ဒါပေမဲ့ race ကတော့တော်တော်များတယ်ကျွန်တော်ဟိုရှိရဗီဒီယိုမှာလည်းပြောခဲ့လို့ကျွန်တော်တို့ရဲ့နောက်တန်းတွေကတိတဲ့အတိုင်းတကယ်ကောင်းပြီဆိုတော့နော် race ကတော့တော်တော်လေးများတယ်ကျွန်တော်အဲ့ဒါလေးတစ်ချက်တော့မြင်တယ်ကျန်တာကတော့ကျွန်တော်တို့အတွက်ကြည့်ရရှုရတာလေးတော်တော်လေးအဆင်ပြေနိုင်တယ်လို့မြင်တယ်သူဟာ modern ball ကိုပေါ့နော် modern ball philosophy ကိုကောင်းကောင်းနားလည်တယ် theoretically လည်းသိတယ်လက်တွေ့လည်းအသုံးချနေတယ်လေ့ကျင့်နေတယ်ဆိုတော့သူဟာအရေးချင်းအရေးသွေးရှိတာတော့မှန်တယ်ဒါတော့ညင်းလို့မရဘူးပေါ့နော်နောက်တစ်ခုကသူ့လက်ထဲမှာကင်ထားတဲ့ squad ကလုံးဝရန် energetic ပေါ့နော်တကယ်ကိုငယ်ရွယ်ပြီးတော့စွန့်အင်ပြေးဝနေတဲ့ SD ဘောင်းတို့လုံးနာပြောလို့ပေါ့နော်တကယ် talented player တွေသူ့လက်ထဲမှာရှိနေတယ်ပြဿနာဘာလဲဆိုတော့ Chelsea ဆိုတဲ့အသင်းကြီးကအောင်မြင်မှုချက်ချင်းလို့ကျင်တာအ project တွေရေရှည်လာမပြောနဲ့မကြိုက်ကျွန်တော်တို့ကဟိုအရှင်မွေးနေချင်းကြီးတဲ့တထေးသားတွေပါတလားလို့အဲ့လိုလူတွေအဲ့ခါကျတော့အဲ့ဒါပြဿနာဆိုတော့သူ့ကိုဘုတ်ဖွဲ့အောင်ဘယ်လောက်ထိအချိန်ပေးမလဲထို့အတူဘုတ်ဖွဲ့ကတော့ကျွန်တော်ထင်တယ်သူတို့ပြောတဲ့အတိုင်းလုပ်နေရင်တော့အချိန်ပေးလိမ့်မယ် Maresca လည်း reset ကြောင့်မှမဟုတ်တာဘုတ်ဖွဲ့နဲ့မတက်လစ်သွားတာပရိသတ်တွေရောဘယ်လောက်ထိစိတ်ရှည်သီးခံပြီးတော့ဟိုစောင့်ကြည့်နိုင်မလဲပေါ့နော်အဲ့တော့ Chelsea ရဲ့နီးပြထိုင်ကုန်ကြီးကအမတန်ပူပါတယ်တော်တော်ကြီးကိုပူတဲ့ထိုင်ကုန်ကြီးပါအဲ့ဒီထိုင်ကုန်ကြီးမှာ deep pressure တွေကိုသူဘယ်လောက်ထိခံနိုင်ရရှိမလဲပေါ့နောက်ကအင်္ဂလန်မီဒီယာတွေရောသူ့ကိုဘယ်လောက်ဝိုင်းကြိတ်မလဲဒါမှမဟုတ်သူ့ကိုဘယ်လောက်ထိ cover ပေးမလဲပေါ့နော်ခုနရှင်တော်ခေါင်းစဉ်မှာတင်ကြလို့အင်္ဂလိပ်နီးပြတယောက်အနေနဲ့မော်ကြွားလို့ရမယ်လူတယောက်ဖြစ်လာနိုင်တဲ့မျောလင်းချက်တော့သူ့မှာရှိတော့ရှိတယ်လုံးဝမရှိတာတော့မဟုတ်ဘူးခုချိန်မှာ50တယ်ဗျဘာမှတော့ပြောလို့မရသေးဘူးအဲ့တော့အင်္ဂလန်မီဒီယာတွေကသူ့ကိုဟိုဖေးဖေးမမနဲ့ဆွဲခေါ်သွားမလားဒါဟုတ်ပဲနဲ့ဝိုင်းကြိတ်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဗျဒီအင်္ဂလန်ကတည်ရတယ်ဗျမီဒီယာတွေကလည်းကျန်တဲ့ league တဲ့ဆိုတဲ့အတကုံတွေတွေ့တာတကုံတွေကြိတ်တာတောင်းတန်း pressure တမ်းမခံနိုင်တဲ့လူဆိုရင်မလွယ်ဘူးအဲ့တော့မီဒီယာတွေနဲ့စကားပြောတာလဲပါနှက်ဖို့လိုတယ်ကစားသမားတွေကလည်း Chelsea အသင်းမှာရှိတဲ့ကစားသမားတွေဆိုတော့ work life style ပေါ့နော်အဲ့တော့ကစားသမားတွေနဲ့လည်းသူအဆင်ပြေဖို့လိုတယ်ဘုတ်ဖွဲ့နဲ့လည်းအဆင်ပြေဖို့လိုတယ်ဒီဂျားထဲမှာသူ player management ကိုခုနပြောတဲ့ media management ဘိုင်းကိုသူ့ရဲ့ technical management ဘိုင်းတွေကိုတည်တည်ချာချာ
ဟန်ချက်ညီညီပေါ့နော် balance ဖြစ်လုတ်သွားနိုင်မယ်ဆိုရင်တော့ဒီနှစ်ထဲမှာကျွန်တော်က Rosinia ကြီးက Premier League ဖလားကိုကန်ဖြောက်သွားမယ်လို့ပြောတာမဟုတ်ဗျာနားမဲ့3နှစ်အတွင်း5နှစ်အတွင်းမှာတော့ဖြစ်ကောင်းဖြစ်လာနိုင်တဲ့မျောလင့်ချက်တစ်ခုတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ Chelsea ရဲ့ရိုးရာအတိုင်းပဲယာဒီကိုရင်ဘိုင်းမန်ထုတ်ဆွဲပြီးတော့ပြန်သွားမလားတော့ကျွန်တော်လည်းတော့မပြောတတ်သေးဘူးသူကအရေးချင်းရှိတဲ့နီးပြတယောက်ဆိုတာကိုတော့ကျွန်တော် like လေးလာကြည့်တဲ့လောက်တော့မြင်ရတယ်ပေါ့သူမှာအရေးချင်းတွေရှိတယ်ဒါပေမဲ့ဒီအရေးချင်းတွေကိုအတုံးချပြီးတော့မီဒီယာအားရောပရိသတ်အားရောအမတန်ပြင်းထန်လွန်းတဲ့အင်္ဂလန်ပရီးမီးယားလိဒီ Chelsea အသင်းရဲ့ manager နေရာမှာသူဘယ်လောက်ထိ Chelsea တဲ့နီးပြနေရာမှာသူဘယ်လောက်ထိတောင်းခံနိုင်မလဲဘာလို့ဒီ pressure တန်းကိုဘယ်လောက်တောင်းခံနိုင်မလဲပေါ့တနည်းအားဖြင့်ကိုရံမှုစကားကိုငှားပြောရရင်တော့စိတ်နေဟာဖိအားတန်းကိုခံပြီးတော့မှစိတ်ဖြစ်လာတာပေါ့ဖိအားတန်းမခံနိုင်စိတ်မဖြစ်ဆိုတော့သူကရောဒီဖိအားပေါင်း16000ရဲ့ဒဏ်ကိုခံပြီးတော့စိတ်ဖြစ်လာမလားဒါမှမဟုတ်ဘဲနဲ့ပဲဒီသွေးလို့ကြီးမွသွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါပေါ့ဗျာသူကတော်ကီတွေကတော့ရှေ့မှာပြောထားတာတွေကတော့တော်တော်ကောင်းတယ်တော်ကီတစ်ပတ်ကတော့ဆရာသမားကတော့ရှမ်းတောက်ပဲအကုန်လုံးကိုပေါ့နော်သူပြောတဲ့ဆိုတဲ့တယ်ပြီးတော့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာလည်းပွဲမစခင်မီဒီယာတွေအားလုံးကိုသူနှုတ်ဆက်တယ်တနည်းအားဖြင့်သူကလည်းအရင်တုန်းကမီဒီယာသမားတယောက်လို့လည်းပြောလို့ရတယ်ဗျာသူစာရီပါရေးခဲ့တယ်ဆိုတော့သူဟာလည်းသူလေးကတော့လက်ရှိအချိန်မှာကျွန်တော်တို့နည်းနည်းလေးစောင့်ကြည့်ခြင်းစရာကောင်းတဲ့အထဲမှာတော့ပါတယ်အဲ့တော့ဘရိုတို့အရင်တော့မဆဲကြနဲ့ဟိုဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ်တာလိုပဲလက်မှာပဲဆိုတော့အမြင်နဲ့လူတွေလည်းရှိတယ်ကျွန်တော်ကတော့50နေရာမှာပဲနေတယ်စောင့်ကြည့်အောင်မယ်ပေါ့ဗျာအဲ့တော့ဘရိုတို့ရောလီယာရိုဇီနီယာကိုဘယ်လောက်ထိမျှော်လင့်ထားကြလဲကျွန်တော်ကတော့နီးပြတယ်အရင်မပြောင်းနေချင်တော့ဘူးဗျာဘာဖြစ်လို့လဲဆိုတော့အရင်အထိုင်ပြစ်တယ်ပေါ့နောက်တစ်ချက်က Chelsea အနေနဲ့ Blue Goal အနေနဲ့ Hansi Flick ကိုလည်းခေါ်မှာမဟုတ်ဘူးဒီ Enrique ကိုလည်းခေါ်မှာမဟုတ်ဘူးပါတေးကြတယ်အဲ့ဒီလိုဖြစ်နေတော့ Zidane ကိုလည်းခေါ်မှာမဟုတ်ဘူးအဲ့လိုဖြစ်နေတဲ့လူကြောင့်မို့လို့ဘသူပဲခေါ်ဒီလိုပုံစံမျိုးပဲလာမယ်အတူတူတော့နည်းနည်းအခုလိုပေါ့နော်မျောလင့်မယ်ဆိုမျောလင့်လို့ရနိုင်လောက်တဲ့အစွန်းအစလေးအတန်အသင့်ရှိတယ်လို့ထင်ရတဲ့သူကိုပဲအချိန်တစ်ခုပေးလိုက်တာတော့ပိုကောင်းမယ်လို့ကျွန်တော်ကတော့မြင်တာပဲဒါပေမဲ့ Chelsea ကကန်တရားပေါ့နော် Pochettino တော့ဖယ်လိုက်နီးပြတွေပြောင်းရင်ဖလားလေးတွေရတတ်တဲ့ကန်တရားလေးတော့ရှိတယ်Enzo Maresca ဆိုလဲသူဖလားနှလုံးရသွားတယ်အဲ့တော့ဒီနှစ်မှာကန်ကောင်းထောက်မှလို့ရှိရင်ကျွန်တော်တို့FA တို့ကာရာဘောင်းတို့တခုခုလဲရိုဇီနီယာကြီးကမြောက်သွားတာတွေဘာလဲမြင်ရကောင်းမြင်ရသွားနိုင်တယ်ပေါ့နော်ကန်တရားဖေးပါမယ်ဆိုတော့ကျွန်တော်ကတော့ဟိုးအရှိရာသီစမှာပြောခဲ့ပြီးသား Enzo Maresca နဲ့ကလေးက Premier League ကိုကျွန်တော်ဒီနှစ်မမှန်ဘူးတော့ဟိုးလို့ကြွဝင်း Champions League မှာကျွန်တော် quarter semi လောက်နည်းနည်း level တစ်ခုတော့ရောက်ချင်တယ်ပြည်တွင်းဖလားနှလုံးဖြစ်တဲ့ကာရာဘောင်းနဲ့ FA ဘာပဲရဖလားတစ်လုံးရချင်တယ်ဘာလို့လဲဆိုတော့ဖလားမရှိရင် winning mentality ကြတယ်ပေါ့နော်ကျွန်တော်ခံစားချက်ကအောင်မြင်မှုတစ်ခုရရင်လူကအောင်စိတ်တက်တယ်ကွာအဲ့တော့ဘလောက်ပဲထိတ်မှနေဘာမှမရရင်အချိန်တိုင်းဘာမှမဖြစ်ဘူးအဲ့ဒါကြီးကပို့ပြီးတော့ high quality ဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဟိုးအရှိမှပြောခဲ့တဲ့မျောလင်းချက်ကိုအခုချိန်ထိတော့မစွန့်လို့ဘူးလို့ Resunia လက်ထက်မှာလည်း Premier League ကိုတော့ခေါ်လို့ကြွဝင် Champions League မှာနေရာတစ်ခုရောက် FA နဲ့ကာရာဘောင်းတစ်ခုခုရပါတော့အခုတော့ကာရာဘောင်းကတော့ semi final ရောက်နေပြီဆိုတော့တော်တော်လေးခြေလမ်းကတော့နီးနေပြီလို့ပြောလို့ရတယ်ရှေ့မှာကျွန်တော်တို့ semi final ပြီးတော့ final ဆိုခြေလမ်း2လမ်းပဲရှိတော့တယ်အဲ့တော့ဒါကိုသူအကောင်းဆုံးကင်တွေသွားနိုင်မလားပေါ့နော်သူများပြောလို့ရတပွဲလုံးနီးပြပေါ့တပွဲမတူနှစ်ပွဲတူအကြီးကဖလားရအောင်ကြီးကြည့်တယ်ဒါပေမဲ့ရမယ်မရမယ်တော့မသိဘူးဒါကျွန်တော်ရဲ့ယာဒီမဆိုင်နေတဲ့ကျွန်တော်ရဲ့ Chelsea တင်းပေါ်မှာထားတဲ့မျှော်လင့်ချက်အခုလည်းဒီမျှော်လင့်ချက်ကိုတော့ကျွန်တော်မစွန့်လို့တည် Maresca ကနေ Rosinia ပြောင်းသွားတာပဲရှိတယ်သူလည်းဒီလောက်တော့အကောင့်တွေဖော်နိုင်မယ်လို့ကျွန်တော်ကယုံကြည်ပေးထားတယ်ပေါ့ဗျာအဲ့ဒါကိုအကောင့်တွေဖော်နိုင်ပေးခဲ့ရင်တော့ကျွန်တော်သူ့ကိုမဆဲဘူးပေါ့ယာဒီကိုကြီးအဲ့လားမှမဖြစ်ရင်တော့ဆဲရမှာပေါ့ဗျာအလိုလုံးဝိုင်းပြီးတော့ဟုတ်တယ်မလားဆိုတော့ကျွန်တော်လီယာရိုဇီနီယာနဲ့ပတ်သက်ပြီးတော့လေ့လာတွေ့ရှိတာလေးတွေမျှဝေတာတော့ဒီလောက်ပါပဲဘရိုတို့ကဒီနီးပြပေါ်မှာဘယ်လောက်ထိမျှော်လင့်ထားလဲဘယ်လိုတွေမြင်ကြလဲကွန်မန့်မှာပါဝင်ဆွေးနွေးပေးခဲ့ကြပါဦးဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့သူပြန်လာခဲ့ပါမယ်ဗျာ